ဟုတ်ကဲ့ခင်ဗျာရေပေါ်အုပ်တင်နှန်းကျောင်းမှာလာပြီးတင်တဲ့လူတွေလှုပ်သွားတဲ့ရေပေါ်အုပ်ပါခင်ဗျာဒီဟာကတော့ဘီလက်မီတစတဲတစနဲ့ပြုလုပ်ထားတဲ့ရေပေါ်အုပ်ကတော့ခင်ဗျာဒီဟာကတော့တူတွေနဲ့ထုထားတဲ့အရာပါဒီဟာကတော့ရေမပေါ်တဲ့အုပ်ပါဒီဟာလည်းရေမပေါ်တဲ့အုပ်ပါ1 2အချိုးနဲ့လောင်းထားတာပါဘီလက်မီတစတဲနှစ်စပါအဲ့ဒါကိုကျွန်တော်တူနဲ့ထုပြပါမယ်ကြည့်ပါမာလားမမာတော့တခွဲကမ်းမှာစမ်းတက်လို့ရှိရင် MPA ဘယ်လောက်တက်တယ် PSI ဘယ်လောက်တက်တယ်ဆိုတာသိရမှာပါအခုလောလောဆယ်ဒါရေမပေါ်တဲ့ဥပ္ပါ1 2အချိုးနဲ့ပေါ့နော်ဒီမှာခြိုင်ဝင်သွားပါတယ်ဒီမှာခြိုင်ဝင်သွားပါတယ်ဟောဒီမှာကြည့်ဒီမှာခြိုင်ဝင်သွားပါတယ်ဒီမှာရေပေါ်ဥပ္ပါဒီဟာရေပေါ်ဥပ္ပါဒီဟာ1 2နဲ့လောင်းထားတဲ့ဥပ္ပါဒါ1 2နဲ့လောင်းထားတဲ့ဥပ္ပါနော်ဒါလည်း1 2နဲ့လောင်းထားတဲ့ဥပ္ပါဒါရေပေါ်ဥပ္ပါထူတာရေပေါ်ဥပ္ပါနော်ဟောဒီမှာရေပေါ်အုပ်နော်ကနမနောက်တစ်ဖက်ရေပေါ်အုပ်နော်ဒီရေပေါ်အုပ်ကိုထုပြီးပို့ပြီးတော့တိတိကျကျစမ်းတက်ခြင်းတော့တခွဲကမ်းမှာသိရပါပါတယ်ဒီမှာတူလီနဲ့ထုထားတယ်